အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မှာတော့ကဘာထိုက်တီခေါင်းဆောင်ကြီး9ယောက်အကြောင်းကိုပြောပြချင်ပါတယ်ဗျဘာကြောင့်ဒီခေါင်းဆောင်ကြီးတွေကတမိုင်းမှာဒါလောကြော်ကြားခဲ့ရတာလဲဘာကြောင့်လူအများစုကသူတို့ကိုမော်ကြည့်ပြီးသူတို့ဥဆောင်ရတော့ကလိုက်ခဲ့ကြတာလဲဘာအကြောင်းကြောင့်သူတို့တွေဟာတိချာလူတန်းစားလူအများရှိကမရပ်တည်နေနိုင်ကြတာလဲကဘာထိုက်တီခေါင်းဆောင်ကြီးတူဖြစ်လာဖို့အရှက်ကြီးတောင်းချန်တဲ့ပြီးဆောင်ဖို့လိုပါတယ်သူတို့ကိုယ်တိုင်ကလူကြီးလူကျယ်ဖြစ်ရမယ်သူဥဆောင်ရတဲ့နိုင်ငံဟာနိုင်ငံကြီးဖြစ်ရမယ်သူဥဆောင်ဖြစ်ရှင်းရမယ်ပြဿနာကလည်းကြီးကျယ်ပြဿနာဖြစ်ရမယ်ကျွန်တော်ပထမဆုံးပြောပြချင်တာကတော့အမေရိကန်နိုင်ငံရဲ့ဆက်လျှော်ရောမြော့သမ္မတအေဗရာဟမ်လင်ကိုအကြောင်းပါဗျမပြောပြခင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ဗျဘုဒ္ဓရာဆရာဗီဒီယိုတွေကိုဆက်လက်တင်ဆက်ပေးမှမို့လို့ like and comment ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်အေဗရာဟမ်လင်ကိုကအမေရိကန်နိုင်ငံရဲ့ဆက်လျှော်ရောမြော့သမ္မတဖြစ်ပါတယ်သူတဲ့ကိုနေအရွယ်မှာပဲသူရဲ့မိခင်ကဆုံးပါသွားခဲ့ပါတယ်ဒါပေမဲ့သူမိထွေးဖြစ်သူရဲ့အားပေးမှုတွေကြောင့်စာပေကိုလေ့လာခွင့်ရရှိခဲ့ပါတယ်သူဟာတန်းပညာကိုစုပေါင်းဆက်ရှိလာတော့တာတင်ကြားခွင့်ရခဲ့ပါတယ်အများစုကိုစာအုပ်ဖတ်ပြီးကိုယ်တိုင်လေ့လာသင်ယူခဲ့ရပါတယ်သူကစာအုပ်တောက်ရဖို့မိုင်ပေါင်းများစွာလမ်းလျှောက်ခဲ့ရပါတယ်တမချန်းစာရောပင်ကရုဆိုစားတဲ့စာအုပ်တွေကိုနန်းဆက်ဖတ်ရှုလေ့လာခဲ့ပါတယ်ဒီလိုနည်းနဲ့ဥပဒေပညာကိုသင်ယူပြီး1836ခုနှစ်မှာရှိနေပြီးအသက်အမွေးဝါကြောင်းပြုခဲ့ပါတယ်လန်ကုန်းဟာယူကောပွဲကိုအကြိမ်ကြိမ်ရှောင်းနိုင်ခဲ့တဲ့သူတယောက်ပါ1858ခုနှစ်မှာတော့စီတီဖန်ဒေါက်ကလတ်နဲ့ဂျွန်စနီဆိုင်ရာအရှိတန်ဆွေးနွေးပွဲများကသူကိုတနိုင်ငံလုံးအာရုံစိုက်လာစေခဲ့ပါတယ်1860ပြည့်နှစ်သမရာယူကောပွဲမှာအနိုင်ရရှိပြီးတော့ပြည်နယ်ခုနှစ်ခုကပြည်ထောင်စုကနေခွဲထွက်ပြီးပြည်တွင်းစစ်စတင်ဖြစ်ပေါ်ခဲ့ပါတယ်လင်ကွန်းကပြည်တွင်းစစ်ကိုထိုင်တိုင်ဖို့အတွက်သူကိုယ်တိုင်ဦးဆောင်ပြီးတိုက်ခိုက်ခဲ့ပါတယ်1865ခုနှစ်မှာတော့အနိုင်ရရှိပြီးတော့နိုင်ငံကိုပြောင်းလဲပေါင်းစည်းစေခဲ့ပါတယ်လင်ကွန်းရဲ့အဓိကအောင်မြင်မှုကတော့ကျုံစနီပါပြောင်းအောင်ပြည်လို့နိုင်ခဲ့တာပါပဲ1863ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှာကျုံလူမျိုးရေးကြီးညာစာတမ်းကိုထုတ်ပြန်ကြေညာခဲ့ပြီးဒါဟာကျုံစနီလောင်းအားပေါကြောရေးတဲ့အရေးပါတဲ့ရှီလန်းတကူဖြစ်ခဲ့ပါတယ်နောက်ပိုင်းမှာ73ကြိမ်မြောက်ဖွဲ့စည်းပုံပြင်ဆင်ချက်ကိုအတည်ပြုနိုင်ခဲ့ပြီးကျုံစနီတယုံရန်ရှောက်ငိမ့်သွားခဲ့ပါတယ်1885ခုနှစ်ဧပြီလ14ရက်နေ့မှာပြစာရောင်တွင်လောက်ကြံခံခဲ့ရပြီးနောက်တနေ့မနေ့မှာကွယ်လွန်ခဲ့ရပါတယ်နောက်တစ်ယောက်ကတော့နေဆန်မန်ဒဲလာရဲ့အကြောင်းပါနေဆန်မန်ဒဲလာဟာတောင်အာဖရိကရဲ့အသားအရောင်ခွဲခြားမှုလူမျိုးရေးခွဲခြားမှုအဲ့ဒီစနစ်ကိုစံချန်တိုက်ခိုက်ခဲ့တဲ့လူမဲတယောက်ဖြစ်ပြီးလူမျိုးရေးခွဲခြားမှုစနစ်ကိုပပျောက်အောင်လုပ်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်သူကအစိုးပိုင်းမှာငြိမ်းချမ်းစွာတိုက်ပွဲဝင်ခဲ့ပြီးမြဲ1960ပြည့်နှစ်ရှာပီပြီးအစုလိုက်ပြောင်းလိုက်တပ်ဖြတ်ခံရမှုပြီးမှလက်နက်ကင်ဒေါ်လာကြီးလောင်းစင်ကိုရွေးချယ်ခဲ့ပြီး ANC ရဲ့လက်နက်ကင်တပ်ဖွဲ့ကွန်ဒိုဝီစီဆွေကိုဦးဆောင်ခဲ့ပါတယ်1962ခုနှစ်မှာဖမ်းဆီးခံခဲ့ရပြီး1964ခုနှစ်မှာတောင်တန်တတဲ့ကျုံကြားခဲ့ပါတယ်မိခင်နဲ့တားတူကွဲလွန်တဲ့အချိန်မှာတော့အပြင်ထွက်ခွင့်မရပဲစားရဆောင်နဲ့လက်ပါခွင့်ကိုရှော်လာတကြိမ်သာရရှိခဲ့ပါတယ်1985ခုနှစ်မှာလက်နက်ကင်ဒေါ်လာကြီးကိုစွန့်လွှတ်မဲ့ဆိုရင်လူပေးမယ်လို့ကန့်လန့်ခံခဲ့ရပါတယ်ဒါပေမဲ့လူတူဦးချင်းအတွက်လူလာမှုသည်စီမံတော်လူလာမှုမဟုတ်ဆိုပြီးကြပါတတညံ့ပယ်ခဲ့ပါတယ်ဒါဟာသူရဲ့စိတ်ဓာတ်ပါပဲမန်ဒဲလာရဲ့ခေါင်းဆောင်မှုဟာအရှားသူတွေနဲ့ကွဲပြားစေတဲ့ထူးခြားတဲ့ခေါင်းဆောင်မှုကိုပိုင်ဆိုင်ထားပါတယ်သူဟာတိခံခွင့်လူရေးနဲ့
ပြောင်းလဲတင်များကြီးကိုအလေးထားပါတယ်နေပေါ်များစွာညီမနိုင်ဆက်ခံရပေမဲ့လူမြောင်းလာပြီးနောက်မှာလက်စားရှိတဲ့လမ်းကိုမရွေးရှိခဲ့ပါဘူးလူဖြူတွေကိုပါရှန်လာမထားပဲတနင်္ဂနွေလောက်အတွက်တမရအဖြစ်အောက်ချုပ်ခဲ့ပြီးပြည်တွင်းစီကိုကင်တွယ်ခဲ့ပါတယ်မင်ဒေလာဟာအသားအရောင်ခွဲခြားမှုစနစ်ကိုအဆုံးသတ်ရောင်တာမှာကခီတီတောင်အာဖရိကရဲ့အောင်မြင်ကိုပါတည်ဆောက်နိုင်ခဲ့ပါတယ်1993ခုနှစ်မှာဒီကလပ်နဲ့အတူညချရေးနိုဘယ်ဆုကိုရရှိခဲ့ပါတယ်1994ခုနှစ်မှာလူမျိုးစုံဒီမိုကရေစီရွေးကောက်ပွဲကိုကျင်းပနိုင်ခဲ့ပါတယ်1999ခုနှစ်မှာတော့တမရတက်တန်းပြီးအနာယူပြီးဒီမိုကရေစီနည်းကျအာဏာလွှဲပြောင်းမှုကိုစံနမူနာအဖြစ်ဆောင်ရွက်ခဲ့ပါတယ်2013ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာဆူဟန်နက်စ်ပတ်မြို့မှာအသက်95နှစ်အရွယ်မှာကွယ်လွန်ခဲ့ပါတယ်နောက်တစ်ယောက်ကတော့မဟာတမကမ်ဘီဖြစ်ပါတယ်ဒီအမည်ကိုတော့လူတိုင်းကြားဖူးကြမှာပါဒီအမည်ဟာကမ္ဘာသမိုင်းမှာညှိုင်ချရေးနဲ့တရားမျှတမှုရဲ့တင်ကြတာတစ်ခုလို့ဖြစ်နေပါတယ်သူ့တွေးခေါ်ရဲ့အောင်မြင်ကတာရာဂျာဟာကနေလာပါတယ်တာရာဂျာဟာဆိုတာအကြမ်းမဖြစ်ပဲအမှန်တရားကိုစောက်ကင်ပြီးတရားမျှတမှုအတွက်ရည်တည်တဲ့စိတ်ဓာတ်ပါဒုတိယအဓိကကျတဲ့ကြောယူကတော့အဟိုင်သားလို့ခေါ်တဲ့အကြမ်းမဖြစ်အရှင်းပါသူကမောင်တီမှုနဲ့တုံ့ပြန်ခြင်းဟာမောင်တီမှုကိုသာပုံမှုပြန်ပွားစေတယ်လို့ယုံကြည်ခဲ့ပါတယ်1893ခုနှစ်မှာအလောက်အကင်ကျော်တောင်အာဖရိကကိုတွားရောက်ခဲ့ရပါတယ်အဲ့ဒီမှာလူမျိုးရေးခွဲခြားမှုကိုသူကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်ပထမတန်းတွဲလင်မနဲ့ခရီးသွားခြင်းလူဖြူတူဦးရဲ့တိုင်ကြားချက်ကြောင့်ရထားပေါ်ကနေဆင်းပေးခဲ့ရပါတယ်ဒါကြောင့်သူဟာမတရားမှုကိုလက်မခံပဲတုံ့လှန်ဖို့ဆုံးဖြတ်စေခဲ့ပါတယ်သူဟာတောင်အာဖရိကမှာနေပေါ်နေဆက်တနည်းကြာနေထိုင်ခဲ့ပြီးအဲ့ဒီမှာအိန္ဒိယလူမျိုးတွေရဲ့အခွင့်အရေးအတွက်ပထမဆုံးအကြမ်းမဖက်တဲ့စံတာပြမှုတွေကိုစတင်ဦးဆောင်ခဲ့ပါတယ်ဒီနေရာမှာတာတာကျွာဟာဆိုတဲ့နီးဗျူဟာကိုစတင်တီထွင်ကျင့်သုံးခဲ့တာဖြစ်ပြီးကပ္ပကျော်ခွန်ဆောင်တဦးအဖြစ်စတင်ထင်ရှားလာခဲ့ပါတယ်1905ခုနှစ်အိန္ဒိယပြည်ကိုပြောင်းရောက်တဲ့အခါမှာကမ်ဘီယာဗြိတိရှားကိုလိုနီအောက်ချုပ်ရေးကိုစံကျင်တဲ့လောက်ချမှုကြီးကိုဦးဆောင်ခဲ့ပါတယ်ဗြိတိရှားအစိုးရကစားကိုအခုကွာခံပြီးအိန္ဒိယလူမျိုးတွေကိုယ်တိုင်စားထုတ်လုပ်ခြင်းကိုတားမြစ်ထားပါတယ်ဒီမတရားမှုကိုစံကျင်ဖို့ကန်ဒီယာမိုင်ပေါ်140ကျော်ခရီးကိုနော်လိုက်တွေနဲ့အတူပင်လယ်ကမ်းခြေထိရှိချင်ရှိတက်ခဲ့ပါတယ်ကိုယ်တိုင်စားပြီးအောင်ရှက်လောက်ပြီးဥပဒေကိုဖော်ပြခဲ့ပါတယ်ဒီလောက်ချမှုဟာကမ္ဘာအာရုံစိုက်မှုကိုရရှိခဲ့ပြီးတန်းနှံရှိတဲ့အိန္ဒိယလူထုကိုလောင်ဆောနိုင်ခဲ့ပါတယ်ဒီအောင်မြင်မှုကြောင့်နိုင်ငံတကာရဲ့လေးစားအားချမှုကိုခံခဲ့ရပြီး1930ခုနှစ်တိုင်းမဂ္ဂဇင်းရဲ့တနိဒာအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်ရွေးချယ်ခံခဲ့ရပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာကန်ဒီကဗြိတိရှားတို့ကိုအိန္ဒိယပြည်ကနေရှက်ရှမ်းထွက်ခွာဖို့တောင်းဆိုတဲ့အိန္ဒိယမှာထွက်ခွာကြလို့လှုပ်ရှားမှုကိုစတင်ခဲ့ပါတယ်ဒီစံတားပြမှုကြောင့်ကန်ဒီအပါအဝင်ထောင်နှံရှိတဲ့လူလက်ရေးသမားတွေထွန်ကြားခဲ့ပေမဲ့ဗြိတိရှားတို့ရဲ့အောက်ချုပ်မှုကိုမခံနိုင်တော့ဘူးဆိုတဲ့အချက်ကိုထင်ရှားစေခဲ့ပါတယ်1940ခုနှစ်မှာအိန္ဒိယနိုင်ငံလူလက်ရေးရရှိတာကိုညံတွေ့ခဲ့ရပေမဲ့ဟိုင်ဒူမွတ်စလင်စီလောင်းညီညွတ်ရေးကိုလိုလားသူဖြစ်တဲ့အတွက်နိုင်ငံကိုအိန္ဒိယနဲ့ပါကစ္စတန်လို့ကွဲထက်သွားတာကိုဝမ်းနည်းနေခဲ့ပါတယ်1948ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာဟိုင်ဒူအစွန်းရောက်တဦးရဲ့လောက်ချရှမ်းကိုခံခဲ့ရပါတယ်အမေရိကန်ကလူခွင့်ရေးခေါင်းဆောင်မာတင်လူသာကင်းဂျူနီယာနဲ့တောင်အာဖရိကရဲ့အသားအရောင်ခွဲခြားမှုကိုတိုက်ခိုက်ခဲ့တဲ့နယ်ဆင်မန်ဒဲလာတို့ဟာဂမ်ဘီရဲ့လမ်းစဉ်ကိုအတူယူခဲ့ကြသူတွေပါကဘာကူလာတမက်ကဟာနေတော်ခုနီမှာကန်ဒီရဲ့မွေးနေ့ဖြစ်တဲ့အော်တိုဘာနေ့ရက်နေ့ကိုအကြမ်းမဖက်အရေးနိုင်ငံတကာနေ့ဖြစ်တတ်မှတ်ခဲ့ပါတယ်နောက်တစ်ယောက်ကတော့စင်ကာပူနိုင်ငံရဲ့ဖခင်ကြီးလီကွမ်ယူပဲဖြစ်ပါတယ်1965ခုနှစ်စင်ကာပူဟာ
မလေးရှားနိုင်ငံကနေခွဲထွက်ခဲ့ရပြီးမျော်လင့်ရှိအမေဆောင်အခြေအနေနဲ့လူလာရေးရရှိခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကစင်ကာပူရဲ့အခြေအနေဟာတိုက်ကိုဆိုးရွားခဲ့ပါတယ်။တရားစာတာလုံးဝမရှိပါဘူး။စီတာလည်းမရှိစီးပွားရေးပြုတ်လဲပြီးအလုံးလင်းမဲတွေပြင်းနေပါတယ်။လီကွမ်ယူကိုတိုင်ရုံမြန်တန်ချရှိမှငိုကြွေးခဲ့ရတဲ့အထိအခြေအနေဆိုးရွားခဲ့ပါတယ်။ဒီလိုအခြေအနေကနေစင်ကာပူနိုင်ငံဟာနောက်ပိုင်းမှာအန်အော့ဆီယာကောင်းလောက်အောင်ပြန်လည်ထူထောင်နိုင်ခဲ့ပါတယ်။လီကွမ်ယူဟာဒီပေါင်း30ကျော်စင်ကာပူနိုင်ငံကိုဦးဆောင်ခဲ့ပါတယ်။1954ခုနှစ်မှာပြည်သူ့လှုပ်ရှားမှုပါတီ PAP ကိုတည်ထောင်ခဲ့ပြီးဒီပါတီဟာယနေ့အထိစင်ကာပူကိုအောက်ချုံနေဆဲဖြစ်ပါတယ်။လီကွမ်ယူဟာကမ္ဘာအကောင်းဆုံးတက္ကသိုလ်တွေကဘွဲ့ရပညာရှင်တွေကိုရွေးချယ်ပြီးအစိုးရဘွဲ့မှာခန့်အပ်ခဲ့တယ်။အရေးရှမ်းရှိသူတွေကိုသာရွေးချယ်တဲ့စနစ်ကိုကျင့်သုံးခဲ့တယ်။သူဟာနိုင်ငံရေးအတိုက်ခံတွေနဲ့စာနယ်ဇင်းတွေကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ခဲ့ပြီးအာဏာရှင်ဆန်တယ်လို့ဝေဖန်ခံခဲ့ရပေမဲ့တည်ငြိမ်မှုနဲ့အကတိလိုက်စားမှုကင်းရှင်းရေးကိုဦးစားပေးဆောင်ရွက်ခဲ့တယ်။လီကွမ်ယူဟာတရားစာရာမရှိတဲ့စင်ကာပူကိုကမ္ဘာပန်တာရေးဗဟိုဌာနအဖြစ်ပြောင်းလဲဖို့မဟာဗျူဟာကြကြဆောင်ရွက်ခဲ့တယ်။စီးပွားရေးဖန်ဖြူတိုးတက်မှုပေါက်ဖက် ETP ကိုနိုင်ငံခြားယင်းနှိမ့်မြောက်နှံမှုတွေဆွဲဆောင်ဖို့နဲ့စက်မှုလုပ်ငန်းတွေတည်ဆောက်ဖို့ဖွဲ့စည်းခဲ့တယ်။အညာဖွံ့ဖြိုးရေးပေါက်ဖွဲ့ HDP ကိုဖွဲ့စည်းပြီးစင်ရတဲ့ရပ်ကွက်တွေကိုဖယ်ရှားပြီးပြည်သူတွေအတွက်အည်သွေးမိတဲ့အစိုးရအညာတွေဆော်လောက်ပေးခဲ့တယ်။လောက်ခါလာစာမြန်ပေးပြီးအကြံပြရှားစားမှုကိုပြင်းပြင်းထန်ထန်အရေးယူတဲ့မူဝါဒကြောင့်စင်ကာပူနိုင်ငံဟာအကတိအနည်းဆုံးနိုင်ငံတစ်ခုဖြစ်လာခဲ့တယ်။1968ခုနှစ်မှာအာရှဒေါ်လာစီးကွက်ကိုစတင်ခဲ့တယ်။1980ခုနှစ်မှာစင်ကာပူကိုနိုင်ငံခြားငွေလဲလှယ်ရေးဗဟိုဌာနအဖြစ်တည်ထောင်ခဲ့တယ်။လူလာစွာကုန်တဲ့မူဝါဒကိုကျင့်သုံးခဲ့ပြီးနိုင်ငံခြားယင်းနှိမ့်မြောက်နှံမှုတွေကိုကျူးဆိုခဲ့တယ်။ဒီမူဝါဒတွေကြောင့်စင်ကာပူရဲ့လူထုဦးချမ်းဝက်ငွေ GDP ဟာ1956ခုနှစ်ဒေါ်လာ900ဝန်းကျင်ကနေ1990ခုနှစ်မှာဒေါ်လာ1,4500အထိခေါင်တက်သွားခဲ့တဲ့စီးပွားရေးဖွံ့ဖြိုးမှု IMF စည်ရင်းအရနေထွန်73ခုနှစ်မှာစင်ကာပူရဲ့တဦးရှမ်း GDP ဟာကမ္ဘာပေါ်မှာကာတာနဲ့လူစင်ဘာပြီးရင်တာတရာအများဆုံးအဆင့်ကိုရောက်ရှိခဲ့တဲ့စင်ကာပူဟာနယူးယောက်လန်ဒန်ဆွစ်ဇာလန်တို့နဲ့ရှင်းပြိုင်နိုင်တဲ့ကမ္ဘာပန်တာရေးဗဟိုဌာနအဖြစ်ရတည်လာခဲ့တဲ့ပညာရေးစနစ်ကိုလည်းကမ္ဘာနဲ့ရန်ပုံတန်းနိုင်တဲ့အဆင့်အထိမြင့်တင်နိုင်ခဲ့တဲ့အမေရိကန်သမ္မတဟောင်းဘာရာအိုဘားမားကလီကွမ်ယူကို20ရာစုနဲ့21ရာစုအတွင်းအာရှတိုက်သမိုင်းမှာအထင်ကရခေါင်းဆောင်ကြီးလို့ချီးကျူးခဲ့ပါတယ်။အမေရိကန်သမ္မတဟောင်းရီချာနစ်ဆန်ကလည်းဝန်စတန်ရှာရှိနဲ့ဒီစရီလီတိုနဲ့ရှိနိုင်တဲ့ခေါင်းဆောင်လို့တင်စားခဲ့တဲ့လီကွမ်ယူဟာ2015ခုနှစ်မလာ23ရက်နေ့မှာကွယ်လွန်သွားခဲ့ပေမဲ့သူရဲ့ခေါင်းဆောင်မှုအမွေအနှစ်ကြောင့်ယနေ့စင်ကာပူဟာကမ္ဘာအရှမ်းသာဆုံးတန်ရှင်းဆုံးနဲ့လုံခြုံဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်ရတည်နေစေဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ဒုတိယကမ္ဘာစစ်ကိုရတားနိုင်ခဲ့တဲ့ပြည်တိုင်နိုင်ငံရဲ့ခေါင်းဆောင်ဝန်စတန်ရှာရှိဖြစ်ပါတယ်။ရှာရှိရဲ့ဘဝမှာအခက်အခဲတွေကငယ်ငယ်ကတည်းကစတင်ပါတယ်။ရှာရှိဟာရှမ်းသာတဲ့မိသားစုမှာမွေးဖွားခဲ့ပေမဲ့မိပါတွေနဲ့ဝိကွာခဲ့ရတဲ့အထီးကျန်ကလေးတယောက်ပါ။သူကကျောင်းမှာဆိုရင်ပါမထင်ပုံမှုမရှိတဲ့တာမန်ကျောင်းသားတယောက်ပါ။သူကတက်ကတူကိုတက်ရောက်ပြီးညက်တာအရာရှိဖြစ်စီတာဘဝကိုစတင်ခဲ့တယ်။ကျူးဘာအိန္ဒိယဆူဒန်တောင်အာဖရိကစားတဲ့နေရာတွေမှာစီမူထမ်းခဲ့ပြီးစီတတင်တော်ဖြစ်စားတွေရေးသားခဲ့တယ်။တောင်အာဖရိကပူအားစီပွဲမှာအဖမ်းခံခဲ့ရပေမဲ့ထွက်ပြေးလူမျိုးလာခဲ့ပြီးဒီဇာလန်ကသူကိုနာမည်ကြီးစေခဲ့ပါတယ်။1900ပြည်နှစ်မှာပါလီမန်အမတ်စတင်ပြလာပြီးကွန်ဆာပေးတီနဲ့လီဘရယ်ပါတီတွေမှာရာထူးတည်တည်ကိုထမ်းဆောင်ခဲ့ပါတယ်။ပထမကမ္ဘာစစ်အတွင်းရေတာဝန်ကြီးအဖြစ်တာဝန်ယူစီ
ကယ်လီပိုလီစီစံရေးကြားရှောင်းမှုအတွက်ဝေဖန်ခံခဲ့ရပြီးရာထူးကနောက်ထပ်ကပြင်သစ်စီမျက်နှာကိုတိုင်သွားရောတိုက်ခိုက်ခဲ့ပါတယ်ရှာရှိရဲ့အောင်မြင်မှုတွေဟာတမိုင်းမှာထင်ရှားကြံ့ခဲ့ပါတယ်ရှာရှိဦးကြီးလျှောက်ဖြစ်လာပြီးကျုံမှာတိုင်းပြည်ကိုပေးစရာသူရွှေမျက်ရည်နဲ့အလောက်ကလွဲလို့ပါမှမရှိပါဘူးလို့ပြောခဲ့ပါတယ်ဒီစကလုံးတွေကကဘာကျော်သားခဲ့ရပါတယ်သူရဲ့မိုင်ခွန်းတွေကပြည်တိရှာပြည်သူတွေရဲ့စိတ်ဓာတ်ကိုမြန်တန်ပေးနိုင်ခဲ့တဲ့ရှာရှိဟာအမေရိကန်သမ္မတရူစပယ်နဲ့ပူးပေါင်းပြီးမဟာမိုင်တပ်ပေါင်းစုကိုတည်ဆောက်နိုင်ခဲ့တဲ့စီဦးစီးချုပ်တွေရဲ့ဆောင်ကြံမှုကိုခံခဲ့ရပေမဲ့မြေထဲပြန်လဲစီကံရေးအီတလီကိုဖျက်တိုက်ခြင်းစားတဲ့သူရဲ့ပြူဟာအချို့ဟာအရေးပါခဲ့တဲ့တင်ကားတီတန်ရေးကိုလည်းအားပေးခဲ့တဲ့ရှာရှိဟာစာအုပ်စာတမ်းအများပြားရေးသားခဲ့ပြီး1953ခုနှစ်မှာစာပေနိုဘယ်ဆုရှိမြတ်ချမ်းခံခဲ့ရတယ်သူရဲ့ short တွဲမြောက်ဒုတိယကပ္ပစီ The Second World War မတန်းဟာအထူးရှန်ချတဲ့1965ခုနှစ်စနဝါရီလ24ရက်နေ့မှာကွယ်လွန်ခဲ့ပြီးတော်ဝင်မိသားစုမဟုတ်သူအတွက်ရှာပပနိုင်ငံတော်အစည်းအဝေးစာပနာကျင်းပပေးခဲ့တဲ့လူပေါင်း3သိန်းကျော်လာရောက်ခဲ့ပြီးကမ္ဘာတစ်ပတ်ကခေါင်းဆောင်တွေတက်ရောက်ခဲ့ကြတယ်ရှာရှိရဲ့ဘဝဟာသူကိုယ်သူငါတို့အားလုံးကပိုးကောင်လေးပါပဲဒါပေမဲ့ငါကတော့စူးစူးဝဝလင်းနေတဲ့ပိုးဆောင်ကျူတကောင်ပဲလို့ပြောလို့ရှိတဲ့အတိုင်းထူးခြားတဲ့ကိုကြီးကိုသွေးကိုပိုင်ဆိုင်ထားတဲ့သူဖြစ်ပါတယ်အဆောင်ဒီကြည်ရှုပေးခဲ့တဲ့အတွက်တရားရှမ်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်အပတ်တွေမှာလည်းဒီလိုစိတ်ဝင်စားဖို့ကောင်းပြီးဘူသူရာရစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမှဖြစ်လို့ဆောင်မြောက်ကြည့်ရှုပေးကြပါလို့ပြောချင်ပါတယ်